မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီ voice account ကိုပေါ့နော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ officially ဖွင့်ပြီးတော့မှဒီ white visa card တွေကိုပေါ့နော်ဒီအခမဲ့ပေါ့ဘယ်လိုယူလို့ရမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းဒါ subscribe နှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့အောင်နော်ဒါဆိုရင် account ဆောက်ဖွင့်ဖို့အတွက်ကျွန်တော်တို့ရဲ့ browser မှာ white ဆိုပြီးတော့မှရိုက်ထည့်လိုက်ပါမယ် account ဖွင့်မှာဖြစ်တဲ့အတွက် create your white account ဆိုတာကိုနှိပ်လိုက်ပါမယ်ညမှာတော့ကျွန်တော်တို့ white account ကိုအသုံးပြုမဲ့ email ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင် personal account ဖွင့်မှာလား business account ဖွင့်မှာလားဆိုပြီးတော့မှရှိပါတယ်ဒီ business account ကတော့ business license တွေလိုတဲ့အတွက်ပေါ့နော်ကျွန်တော်မဖွင့်တော့ဘူးဒီ personal account ကမြန်လဲမြန်တယ်အဆင်လဲပြေတဲ့အတွက်ကျွန်တော် personal account ကိုပဲဖွင့်ပြမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင် where do you live most of the time ပေါ့နော်ဘယ်နိုင်ငံမှာအနေများတာလဲပေါ့နော်ကိုနေတဲ့နိုင်ငံပေါ့ကို account ဖွင့်ခြင်းတဲ့နိုင်ငံကိုရွေးခိုင်းတာဖြစ်ပါတယ် white account ကတော့ဒီမြန်မာနိုင်ငံကိုဘန်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီ Canada region နေနဲ့ပဲဖွင့်ပြမှာဖြစ်ပါတယ်ဒီဖုန်းနံပါတ်နေရာမှာတော့ဒီ token တုံးတို့ tablet တို့တုံးလို့ရပါတယ်ကျွန်တော်ကတော့ဒီ tablet software ရဲ့ဖုန်းနံပါတ်နဲ့ကျွန်တော်ကအသုံးပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ white account မှာအသုံးပြုမဲ့ password ကိုရိုက်ထည့်ပြီးတော့မှ account ကို create လုပ်ပါမယ်ဒီနေရာမှာတော့ what would you like to do now ပေါ့နော်ဘာလုပ်မှာလဲပေါ့အဲ့မှာဆိုရင် send money abroad နိုင်ငံခြားကိုငွေလွှဲမှာလား order a card ပေါ့နော် card တစ်ခုကိုမှာလားပေါ့ဒါမှမဟုတ်လို့ရှိရင် open account in a new currency ပေါ့ account တွေဖွင့်မှာလားပေါ့အဲ့လိုမျိုးမေးရဖြစ်ပါတယ်ကျွန်တော်ကတော့ဒါတွေကိုနောက်မှလုပ်မှာဖြစ်တဲ့အတွက်decide later ပေါ့နော် decide later ကိုပဲကျွန်တော်နှိပ်လိုက်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ white account တွေကိုရောက်ရှိသွားပြီဖြစ်ပါတယ်ဒီ open ဆိုတဲ့ဒီအပေါင်းလက္ခဏာလေးအဲ့ဒီနေရာလေးမှာကျွန်တော်တို့လိုချင်တဲ့ currency တွေဘဏ်အကောင့်တွေကိုဖွင့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ cat ဆိုတဲ့နေရာလေးကနေပြီးတော့မှကျွန်တော်တို့မှာရှိနေတဲ့ ID နဲ့ officially verify လုပ်ပြီးတော့မှဒီ virtual visa card တွေကိုဘယ်လိုမျိုးအခမဲ့ရယူလို့ရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ virtual card တွေရှောက်ဖို့အတွက် order a debit card ဆိုတာကိုနှိပ်လိုက်ပါမယ်ဒီနေရာမှာတော့ကိုယ့်ရဲ့ information တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ ID မှာပါတယ်ကိုယ့်ရဲ့ information အစစ်အမှန်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတကယ်ပဲကနေဒါနိုင်ငံမှာနေရဆိုရင်တော့ကနေဒါလိပ်စာအစစ်အမှန်ကိုထည့်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံကနေလမ်းဖွင့်တာဆိုရင်တော့ကျွန်တော်တို့ fake ကနေဒါ address ကနေပြီးတော့မှကနေဒါလိပ်စာကိုထည့်ပေးလို့ရပါတယ်ကျွန်တော်တို့ရဲ့ personal information တွေကိုထည့်ပြီးရအောင်မှာတော့ကျွန်တော်တို့ visa card တွေကိုစတင်လျှောက်လို့ရပြီဖြစ်ပါတယ်ဒီ visa card လျှောက်တဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ digital card ကိုလျှောက်မှာလား physical card ကိုလျှောက်မှာလားပေါ့နော်ကျွန်တော်တို့နှစ်မျိုးရွေးလို့ရပါတယ် digital card ကတော့ကျွန်တော်တို့ချက်ချင်းရတယ်ပေါ့နော်ကျွန်တော်တို့ physical card ကတော့ကျွန်တော်တို့စီကိုရောက်ဖို့အတွက်ရက်20လောက်ကြာတယ်ပေါ့လေအဲ့တော့ကျွန်တော်ကတော့ဒီဗီဒီယိုလေးမှာတော့ virtual visa card တွေကိုပဲလျှောက်ရတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတ်မှာဖို့အတွက် order your debit card ဆိုတာကိုနှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ကတ်ကိုရရှိဖို့အတွက်ဆိုလို့ရှိရင်အချက်နှစ်ချက်လောက်ရပါမယ်နံပါတ်1အနေနဲ့ verify your identity ပေါ့နော်ကျွန်တော်တို့ရဲ့ ID နဲ့ verify လုပ်ရမယ်နံပါတ်2ကတော့ဒီ account တွေကိုပတ်စံတွင်းရမယ်ပေါ့နော်ကျွန်တော်ကတော့ဒီ view ထဲမှာတော့ account တွေကိုပတ်စံမတွင်းမဲ့နဲ့ဒီ visa card ကိုပေါ့နော်အခမဲ့ဘယ်လိုယူရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော်တို့ white ကိုအသုံးပြုရတဲ့ရွေးချက်ကဘာလဲပေါ့နော်အဲ့ဒါကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့အဆင်ပြေတဲ့အရာလေးတစ်ခုကိုကျွန်တော်တို့ရွေးချယ်ပေးလိုက်ပါမယ်ဒီနေရာမှာဆိုရင် verify your identity ပေါ့နော်ကျွန်တော်တို့ရဲ့ identity နဲ့ verify လုပ်ပါမယ်
ဒီနေရာလေးကတော့ ID issue country ပေါ့နော် ID ထုတ်ပေးတဲ့နိုင်ငံပေါ့နော်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုရွေးမှာဖြစ်ပါတယ်ဒီ document အမျိုးအစားမှာတော့ကျွန်တော်တို့ passport တွေ driver license တွေ national ID တွေကျွန်တော်တို့ကျန်တဲ့တရားမိမိမှာရှိတဲ့ဟာကိုကျွန်တော်တို့ရွေးချယ်နိုင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ driver license နဲ့တင်ပြမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ driver license ရှင်းအောင်ကိုကျွန်တော် upload တင်လိုက်ပါမယ်upload တင်ပြီးရင် next ကိုနှိပ်ပါမယ်ဒီနေရာမှာတော့ is everything clear ပေါ့နော်ကျွန်တော်တို့တင်လိုက်တဲ့ဒီ license ပုံကပေါ့နော်စာတွေကရှင်းရှင်းလင်းလင်းဖြစ်ရလားပေါ့နော်ဒီကြကြည်ရလားပေါ့အဲ့လိုမျိုးမေးရဖြစ်ပါတယ်ရှင်းရှင်းလင်းလင်းဖြစ်တယ်ကြည်ရဆိုရင်တော့ကျွန်တော်တို့ submit ကိုနှိပ်လိုက်ပါမယ်တော့ပတ်စံတွင်းတဲ့နေရာရောက်ပါပြီဒါကတော့ကျွန်တော်တို့ရဲ့အကောင့်ထဲကိုပတ်စံတွင်းလို့ရတဲ့နည်းလမ်းတွေဖြစ်ပါတယ်ကျွန်တော်ကတော့ domestic wire transfer ကိုယူလိုက်ပါမယ်ပြီးရင် continue to payment ကိုနှိပ်ပါမယ် I understand ကိုနှိပ်ပါမယ်ဒီနေရာမှာတော့ကျွန်တော်တို့ဘဏ်ခွဲကနေပတ်စံတွင်းမယ်ဆိုတော့ကိုကျွန်တော်တို့ယူလိုက်ပါမယ်ညမှာတော့ပတ်စံကိုနောက်မှတွင်းမှလားအခုတွင်းမှလားပေါ့ဒီပတ်စံတွင်းတဲ့ဟာကို cancel လုပ်မှလားပေါ့မေးရဖြစ်ပါတယ်ကျွန်တော်ကတော့ပတ်စံကိုအခုပတ်စံတွင်းဖို့အတွက်အခုလုပ်မယ်ပေါ့နော်ဒီအလေရဟာကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏတင်လိုက်တယ်ကျွန်တော်တို့ရဲ့ ID ကိုဒီ voice ကနေပြီးတော့မှ verify လုပ်နေရဖြစ်ပါတယ်ကျွန်တော်တို့ email တွေကိုပြန်ဝင်ပြီးတော့မှကျွန်တော်တို့ white account ဖွင့်ခဲ့တဲ့ email ကို confirm လုပ်ပေးရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်နိုင်ဝက်အတွင်းမှာကျွန်တော်ခဏတင်ခဲ့တဲ့ ID တွေကို voice ကနေပြီးတော့မှ confirm လုပ်ပေးတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ document တွေကို confirm လုပ်ပေးတဲ့အချိန်က6:30ဖြစ်ပါတယ်အကောင့်စဖွင့်တဲ့အချိန်က9:52မိနစ်ဖြစ်ပါတယ် confirm ဖြစ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ white account တွေကိုပြန်ဝင်ပါမယ်တော့ကျွန်တော်ခဏမှာထားတဲ့ white visa card ပဲဖြစ်ပါတယ် ID verify ဖြစ်သွားပြီဆိုရင်တော့ order ရဲ့ new card ကနေပြီးတော့မှနောက်ထပ် visa card တစ်ခုကိုထပ်မှာပါမယ်ဒီညမှာလည်းခဏလိုပဲကျွန်တော်က digital card ကိုပဲမှာဖြစ်ပါတယ် order your debit card ဆိုတော့နှိပ်ပါမယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့ကတ်က ready ဖြစ်နေပြီပေါ့နော်ဒါ show me my card ပေါ့နော်ကျွန်တော်ရဲ့ကတ်ကိုကျွန်တော်အသေးစိတ်ကြည့်ပါမယ်ဒီ card detail ဆိုတဲ့နေရာလေးကနေပြီးတော့မှကျွန်တော်ရဲ့ကတ်အချက်လက်တွေကိုကြည့်လို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် white account ရဲ့ visa card information ဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်တစ်ကတ်ထပ်မှာကြည့်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ကတ်ထပ်မှာလို့မရတော့ဘူးပေါ့နော်တနေ့ကိုအများဆုံး3ချိန်ပဲမှာခွင့်ရှိတယ်ဆိုပြီးတော့မှသူကပြောတာဖြစ်ပါတယ်ဒီလိုနည်းနဲ့ကျွန်တော်တို့ကဒီ white card တွေကို unlimited မှာလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ home ကိုပြန်သွားမယ်။ပေါင်းလက္ခဏာလေးနေရာနေပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ currency တွေ bank account တွေကိုဖွင့်လို့ရမှာဖြစ်ပါတယ်။တခါတလေမှဆိုရင်တော့အခုလိုမျိုးအပေါ်ကနေပြီးတော့မှ we need more information to verify your account ဆိုပြီးတော့မှစာတမ်းအနေနဲ့ပြနေတတ်ပါတယ်။အဲ့လိုမျိုးပြနေရင်လည်းစိတ်မပူပါနဲ့ကျွန်တော်တို့ဒီ upload document နေပြီးတော့မှကျွန်တော်တို့ရဲ့ ID ကိုနောက်တစ်ခါပြန်ပြီးတော့မှ upload တင်ပေးလိုက်ပါဒါဆိုရင်တော့အဆင်ပြေသွားမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။